တကြားမင်းတရားလာနာရဲဆိုပြီးတော့အမားတယောက်က post တစ်ခုတင်ထားတယ်ဖះရုပ်ပွားတော်ရဲ့နှစ်ထင်မှာလက်လေးတွေထားနေတာကိုမြင်လို့အဲ့ဒီအမားကဗီဒီယိုရိုက်ထားတာဒီပိုးပိုင်ရှင်ကဖះရှိခိုးပြီးတော့တရားထိုင်မလို့တရားခွေဖွင့်လိုက်ပြီးတော့ဖះကိုအာယုံပြုတဲ့အချိန်မှာဖះရဲ့နှစ်ထင်မှာလက်လေးတွေထားနေတာကိုမြင်တော့ဘာလေးလဲဆိုပြီးတော့သူကဗီဒီယိုရိုက်လိုက်တာအဲ့လိုဗီဒီယိုရိုက်ကြည့်လိုက်တော့သူမြင်လိုက်ရတာကဒီတစ်ဖက်ဖက်လက်နေတဲ့တကြားမင်းကတရားနာဖို့လာတဲ့ပုံစံလေးနဲ့တူနေတယ်ပေါ့အဲ့ဒါနဲ့သူကသူ့တပည့်တွေကိုပါခေါ်ပြီးတော့ဖူးခိုင်းပြီးတော့စုတွေတောင်းခိုင်းလိုက်တယ်ဒီလိုမျိုးသူဗီဒီယိုရိုက်နေနေနည်းနည်းလေးကြာတော့အဲ့ဒီပုံစံကြီးကတဖြည်းဖြည်းနဲ့ပျောက်သွားတယ်ဆိုပြီးတော့သူက line ပေါ်မှာဒီအကြောင်းကိုကြံတဲ့သူတွေပါပီတိဖြစ်လို့ရအောင်တင်ထားပေးတာတကယ်တော့လေအဲ့ဒီပုံလေးကဖုံကောင်ရဲ့ပုံစံလေးနဲ့တူတယ်နော်ဖုံကောင်တွေကလည်းအဲ့လိုပုံစံလေးတွေပဲလေသူကအခွန်လေးထဲမှာဝင်ပြီးတော့ဒီနေရန်တို့ဖုံရှိတဲ့နေရာတို့ကိုတွေ့တက်ပြီးတော့နေတတ်တဲ့အကောင်မျိုးလေးတွေလေမီးအရောင်ကြောင့်အဲ့ဒီကောင်လေးကတဖြည်းဖြည်းလက်နေလို့အမြင်မှားသွားတာလည်းဖြစ်နိုင်တယ်